အပိုင်းနေ့ရဲ့အစမှာတော့ကိုလုတ်တော်ရှေ့ုံအားရဲ့ခန်းယူနန်းဆောင်ကိုမိဖုရားရီဝိုင်ရင်ရောက်လာတော့မယ့်အကြောင်းရန်ရွှေတော်လေးတယောက်ကသတင်းလာပို့ပါတယ်။ဝိတုတွေကအတိုင်းဆိုရင်မိဖုရားရီဝိုင်ရင်ဟာနန်းဆောင်မှာရှိတဲ့လူတွေအလုံးကိုအပြစ်လိုက်တင်ပြီးဆွဆွဲပြောဆိုတတ်သူဖြစ်လို့ရှေ့ုံအားကရီဝိုင်နဲ့တွေ့ရမှာကိုတော်တော်လေးလန့်နေပါတယ်။အဲဒါကြောင့်ရှေ့ုံအားကမင်းသားတွန်းကိုပေးမဲ့လက်ဆောင်တုပ်ကလေးကိုရန်ရွှေတော်လေးနဲ့တဆင့်ထည့်ပေးလိုက်ပြီးသူမကတော့ပန်းဥယျာဉ်ထဲမှာသွားရှောင်နေလိုက်ပါတယ်။အဲလိုရှောင်နေမှပဲရီဝိုင်ရင်ကပန်းဥယျာဉ်ထဲထိလိုက်လာပြီးရှေ့ုံအားစိုက်ထားတဲ့ပန်းလေးလှလိုက်တာပါညာနဲ့စကားဆက်မိပြောရင်ချင်းကပ်လာပါတယ်။ချဲုံအားကလည်းဝိတုတဲ့အတိုင်းဆိုရင်ရီဝိုင်ဟာသူမပေါ်အမြဲနိုင်ကျင့်နေတာသိပေမဲ့အခုတော့ချိုးချိုးသားသားလာဆက်ဆန်နေတဲ့အတွက်စကားကိုအလိုက်တင်လေးပြန်ပြောပေးခဲ့ပါတယ်။ဒါပေမဲ့နှစ်ယောက်လုံးကဝိတုတဲ့ကိုမတော်တဆရောက်လာသူတွေဖြစ်လို့အခုလိုစိတ်ထဲမှာပါပဲချီမွန်စကားပြောနေရတာတွေကိုကတိကအောင်ဖြစ်လာကြပါတယ်။အဲဒါကြောင့်ချဲုံအားကရီဝိုင်ကိုနန်းဆောင်နဲ့ခေါ်သွားပြီးသူမကိုယ်တိုင်လှုပ်ထားတဲ့မုံလေးနဲ့ဧခံပါတယ်။ရီဝိုင်ကတော့သူမကိုအမြင်ကပ်ပုံမှန်နဲ့အစိတ်ခတ်ထားမှစိုးရင်တဲ့အတွက်ချဲုံအားဧခံတဲ့မုံတွေကိုမစားခဲ့ပါဘူး။တစ်ဖက်မှာလည်းရှေ့ုံအားကသူမပေါ်အခုလိုချိုးသားသားလေးလာဆက်ဆံပြီးကဖားရဖားလုံနေတဲ့ရီဝိုင်ရင်ကိုအထူးဆန်းဖြစ်နေခဲ့ပါတယ်။ရီဝိုင်ရင်နဲ့ရှေ့ုံအားတော့လက်ဖေးတောက်နေကြချိန်မှာတော့အနောက်ကနေရန်ရွှေလေးတယောက်ရောက်လာပြီးရီဝိုင်ရဲ့အင်ကြီးပေါ်ဆေးဆက်တွေခါချသွားပါတယ်။ဒါကိုလည်းရီဝိုင်ရင်ကရှင်နေဥပမာပေါ်နေတဲ့ပုံရိပ်ကနေတဆင့်မြင်လိုက်ပေမဲ့ဘာမှမပြောဘဲမသိသလိုဟန်ဆောင်နေလိုက်ပါတယ်။အဲဒီနောက်ရီဝိုင်ရင်ကရှေ့ုံအားရဲ့လက်ကိုစုပ်ကင်ထားလိုက်ပြီးသူတို့လိုမိဖုရားတွေကိုလို့တော်တွေဆိုတာဘရင်တွေရဲ့အတုံးတော်ကန်တတ်တာဖြစ်လို့မိမချင်းရိုင်းမြကူညီကြမယ်ဆိုပြီးဇွတ်တွေကျင်လာပြနေပါတယ်။ချဲုံအားကလည်းရီဝိုင်ရင်ပြောသမျှကိုအလိုက်တင်နားထောင်ပေးနေရတယ်ဆိုပေမဲ့စိတ်ထဲမှာတော့ဖီလိမ်မဆန်တော့တဲ့ရီဝိုင်ရင်ကိုအယမ်းအံ့ဩနေခဲ့ရပါပြီ။ရီဝိုင်ရင်ပြန်သွားတဲ့အခါမှာတော့ချဲုံအားကပန်းချံထဲမှာတယောက်တည်းစဉ်းစားကန်ဖွင့်နေပါတယ်။သူမကိုရီဝိုင်ရင်ကအကြောင်းမရှိပဲရုတ်တရက်ကြီးချင်းကပ်လာတာလက်ဝက်တစ်ခုများလားဆိုပြီးချဲုံအားစိုးရိမ်မိနေပါတယ်။အဲချိန်ရန်ရွယ်လေးရောက်လာပြီးမင်းသားတွန်းကပြန်ပေးလိုက်တဲ့လက်ဆောင်လေးကိုချဲုံအားလက်ထဲအပ်လိုက်ပါတယ်။လက်ဆောင်လေးကတော့ကြောက်သားအသီးနဲ့ပြုတ်လုပ်ထားတဲ့လုံုံချင်းခိုင်မြဲချင်းတို့ရဲ့တင်ကေတာတောကလောက်လေးပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့နန်းတော်ပန်းချံတွေကိုရောက်လာတဲ့ရီဝိုင်ရင်ကလည်းရှေ့ုံအားနဲ့လုံရင်းကိုမပြောလိုက်ရတဲ့အတွက်စိတ်ညစ်နေရှာပါတယ်။အဲချိန်မူမတ်တယောက်ကသူ့ဘာသူရေချောင်းထဲကိုခုန်ချပြီးမိဖုရားရီဝိုင်ရင်ကလှုပ်ပါတယ်လို့ဆွဆွဆွတွေအော်ပြောလာပါတယ်။အော်တန်ကြားလို့အခြားမူမတ်တွေလည်းပန်းချံထဲကိုရောက်လာကြပြီးရေချောင်းထဲကအမတ်ကိုဆွဲတင်ပေးကြပါတယ်။နောက်တော့အမတ်ကရီဝိုင်ရဲ့အရှိမသွားတူးထောက်လိုက်ပြီးသူ့အပြစ်တွေကိုခွင့်လွှတ်ပေးဖို့ဗလိုင်းကြီးသွားတောင်းပန်ပါတယ်။ပန်းချံထဲကိုဘရင်ကြီးလည်းရောက်လာတဲ့အခါမှာတော့အမတ်ကတင်ပြစရာရှိရဲဆိုပြီးမိဖုရားရီဝိုင်ရင်ကိုအခြားမျိုးသားတယောက်နဲ့ပြိုနေဥယျာဉ်ထဲမှာတွေ့ခဲ့ကြောင်းသူရောက်လာတဲ့အချိန်အဲ့ဒီအမျိုးသားထွက်ပြေးသွားတဲ့အကြောင်းဒါကြောင့်အမျိုးသားဘသူလဲသိအောင်မိဖုရားကိုမေးကြည့်တော့မိဖုရားကသူ့ကိုရေချောင်းနဲ့တွန်းချပါတယ်ဆိုပြီးဇလန်းနေစင်မာတော့တယ်မိဖုရားရီဝိုင်ရင်ကလည်းအမတ်ကြီးလိန်ပြောနေရအရန်တိတာလုံးနေရကြောင်းဘာမှထွေထွေထူးထူးဝင်ရှင်းမပြတော့ပဲဒီတိုင်းရက်ကြည့်နေလိုက်ပါတယ်ဘရင်ကဇလန်းလာဆင်နေတဲ့အမတ်ကိုချက်ချင်းဖမ်းခေါ်သွားဖို့အမိန်ပေးလိုက်တဲ့အခါမှာတော့အမတ်ကမိဖုရားရီဝိုင်ရင်ပြိုနေဥယျာဉ်ထဲမှာရှိနေကြကြောင်းတက်တည်ပြမယ်လို့ပြောလာပါတယ်မိဖုရားရဲ့အဝတ်ပေါ်ကအနီဇက်တွေဟာပြိုနေဥယျာဉ်ထဲမှာပဲရှိရဲ့ဝေချစ်ပန်းမင်ရအဆေးတွေဖြစ်တာကြောင့်သူလိန်နေရမဟုတ်ကြောင်းအမတ်ကပြောပေမဲ့ဝတ္ထုအကြောင်းသိနေတဲ့ဘရင်ကတော့လူလိန်ကောင်အမတ်ကိုပိုစိတ်တူသွားပြီးတေးတံပေးလိုက်ပါတော့တယ်။အဲ့ဒီအခိုက်အတန့်ကိုရှေ့ုံအားရဲ့ရန်ရွှေတော်လေးကလည်းမြင်လိုက်ရပြီးရှေ့ုံအားကိုတွားပြောပြလိုက်ပါတယ်။ရှေ့ုံအားကလည်းဘရင်ကြီးဘာကြောင့်ရီဝိုင်ရဲ့အပေါ်အရန်အေးပေးပြီးယုံကြည်မှုတွေထားနေရလဲဆိုတာကိုစဉ်းစားခတ်သွားပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့ရီဝိုင်ကရှေ့ဆက်လုပ်ရမယ့်အစီအစဉ်တွေအကြောင်းတိုင်ပင်ဖို့နဲ့သူများတွေမရိပ်မိစေဖို့ဘရင်ကြီးနဲ့အတူလာအိတ်ခဲ့ပါတယ်။နှစ်ယောက်သားအတူတူအိတ်ကြရတာဆိုပေမဲ့အချင်းချင်းလက်လေးနဲ့ထိရမျိုးတောင်မရှိပဲရှေ့ုံအားကိုဘလို့စီးရအောင်လဲဆိုတဲ့ကိစ္စကိုသာတိုင်ပင်ကြပါတယ်။ဘရင်ကသူတို့ဘက်ကိုရှီအောင်ချက်ချင်းကြီးရောက်မလာပေမဲ့ရှီအောင်ရဲ့စိတ်ထဲမှာဒူးရဖြစ်သွားစေမဲ့စကားတွေနဲ့တော့ချင်းကပ်နိုင်ခဲ့ကြောင်းရီဝိုင်ရင်ကိုပြောပြပါတယ်။နှစ်ယောက်သားကစကားပြောကြရင်ကနေရီဝိုင်ရင်ကဝတ္ထုထဲမှာပါတဲ့အရေးကြီးကိစ္စတစ်ခုကိုသတိရသွားခဲ့ပါတယ်။အဲ့ဒါကတော့နောက်တစ်ချိန်မှာတတိုင်းပြည်လုံးမိုးခေါင်ရေရှားမှုဖြစ်ပြီးအစာရေစာတွေပြက်လက်ခါအဆုံးသတ်မှာဘရင်ရှာအိုတန်နန်းကြတဲ့အထိဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။ဘယ်အချိန်မှာမိုးခေါင်ရေရှားမှုစဖြစ်မယ်ဆိုတာကိုတော့ရီဝိုင်ရင်ကမမှတ်မိတော့တဲ့အတွက်အငတ်ဘေးမကြုံရအောင်အကြံထုတ်ရပြန်ပါတယ်။ညံကောင်းတဲ့ရီဝိုင်ရင်ကသူတို့တွေကောက်ပွဲတီးနှံတွေကိုအခုတည်းကလုံလုံလောက်စိုက်ပြိုးထားပြီးဂိုဒေါင်တွေထဲမှာတင်ထားလိုက်မယ်ဆိုရင်အစာရေစာပြက်လက်မဲ့ဘေးကိုရှောင်လို့ရနိုင်ကြောင်းပြောပြပါတယ်။အဲ့ဒီကနေတဆင့်ပြည်သူတွေဒုက္ခမရောက်တော့တဲ့အတွက်တိုင်းရေးပြည်ငြိမ်သက်ပြီးပြည်ရင်းရှာကိုတန်လည်းနန်းကြတော့မှာမဟုတ်ကြောင်းရီဝိုင်ကတွေးမိသွားပါတယ်။အဲ့ဒီအကြံကိုပြည်ရင်းကလည်းသဘောကျတဲ့အတွက်စားနပ်ရိက္ခာစုဆောင်းမဲ့အစီအစဉ်ကိုရီဝိုင်နဲ့အတူအကောင့်ထဲပေါ်ဖို့ဆုံးဖြတ်ထားလိုက်ပါတယ်။နောက်တစ်နေ့မှာတော့စစ်သူကြီးလော့ဦးဆောင်တဲ့ဗဟိုတက်ကရှေ့တန်းစစ်မြေပြင်ကနေပြန်လာပြီးဖြစ်လို့ပြည်ရင်းထံမှာအခါစားဝင်ပါတယ်။စစ်သူကြီးပြန်လာခြင်းမှာပဲရိတ်ခတိုက်ဝင်ကြီးတွေကမဟုတ်မှန်တဲ့တွေနဲ့စစ်သူကြီးကိုကြောက်ချပါတယ်။ဝင်ကြီးတွေကဗဟိုတပ်ဟာတိုက်ပွဲကာလအတွင်းမှာပုံမှန်ထက်20%တိုးပြီးစားနပ်ရိက္ခာတွေထုတ်ခဲ့ကြောင်းအခြားတပ်တွေနဲ့အင်အားချင်းတူရင်တောင်မှဗဟိုတပ်ကရိတ်ခအတုံးများဆုံးဖြစ်ကြောင်းဘရင်ကြီးကိုလိန်ပြောကြပါတယ်။စစ်သူကြီးလောကလည်းဝင်ကြီးတွေပြောတာအမှန်မဟုတ်ကြောင်းနဲ့သူတို့စစ်တီတွေနေတိုင်းဘာတွေစားခဲ့ရတယ်လဲဆိုတော့ဘရင်ကြီးမြင်အောင်ချပြလိုက်ပါတယ်။ခြေတန်းကိုပို့တဲ့ရိတ်ခါတွေထဲမှာတဝက်လောက်ကိုတဲတွေကြောက်ခဲတွေရောပြီးပို့လာတာဖြစ်ကြောင်းစစ်သူကြီးကတပ်တင်နေတကွာပြတဲ့အခါမှာတော့ဝင်ကြီးတွေလည်းသူတို့မလုပ်ပါဘူးဆိုပြီးဖင်ပိတ်နေပါတယ်။ဘသူမှနဲ့ဘသူမားတယ်ဆိုတော့သိနေတဲ့ဘရင်ကြီးကတော့စကားတွေအများကြီးမပြောတော့ပဲအဆောင်တက်သားရဲ့ဓာတ်ကိုဆွဲထုတ်ပြီးရိတ်ခတိုက်ဝင်ကြီးကိုလိုက်ခုတ်ပါတယ်
ဒီကတော့ရိတ်ခတိုင်ဝင်ကြီးကရှေ့တန်းကိုပို့တဲ့ရိတ်ခါတွေကိုဖျက်စားလက်စားလုပ်ပြီးကိုကျိုးတို့အသုံးချနေရကြောင်းဘီရင်ဓာတ်နဲ့လိုက်ခုတ်တဲ့အခါအကြောက်လွန်ပြီးအမားကိုဝန်ခံလာခဲ့ပါတယ်။ဒါပေမဲ့လည်းဘီရင်ကခွင့်မလွတ်တော့ပဲရိတ်ခတိုင်ဝင်ကြီးကိုညီလာခံထဲမှာကွက်မြက်ပစ်လိုက်ပါတယ်။အဲ့ဒီအဖြစ်အပျက်တွေကိုညီလာခံထဲမှာရှိနေတဲ့မင်းသားတွန်းကလည်းအစာဆုံးမြင်လိုက်ရတာကြောင့်အမှန်တရားပဲလိုက်လာတဲ့ဘီရင်ကြီးရဲ့စိတ်ထားကိုအံ့ဩသွားခဲ့ရပါတယ်။နားဘက်ရောက်တဲ့အခါမှာတော့ဘီရင်ကြီးနဲ့ရီဝိုင်တို့ဖဲတူဆော့ကြရင်ရှီအောင်ကိုသူတို့ဘက်ပေါအောင်လုပ်ဖို့အကြံတွေမျိုးစုံထုတ်ကြပါတယ်။နှစ်ယောက်သားကနန်းနေနန်းပေးထားတဲ့ရှီအောင်ရဲ့အဖေကိုတန်းပြီးပြန်ခေါ်ပြီးခေါ်လာတဲ့လမ်းမှာလောက်ကျန်တက်ဖြတ်ရေးသမားတွေလွတ်မယ်လို့တိုင်ပင်ကြပါတယ်။အဲ့ဒီလောက်ကျန်ရေးသမားတွေကိုလည်းသူတို့ကပဲပြန်တိုက်ခိုက်ပြီးရှီအောင်အဖေရဲ့အသက်ကိုကယ်ခဲ့တယ်လို့နဲ့နာမည်ကောင်းဝင်ယူဖို့စဉ်းစားကြပါတယ်။ဒါပေမဲ့အဲ့ဒီအစီအစဉ်ကအတွေးသက်သက်ပဲဖြစ်ပြီးလက်တွေ့မှာတော့မင်းသားတွန်းတို့လည်းရှိနေတဲ့အတွက်အလုံးမပြစ်ဘူးဆိုတော့ဘီရင်ရောရီဝိုင်ရင်မှာသဘောပေါက်နေခဲ့ပါတယ်။အနက်ရောက်တဲ့အခါမှာတော့ရီဝိုင်ရင်ကမိုးခေါင်ရေရှားပြဿနာကိုကြိုတင်ကာကွယ်ဖို့အတွက်ရေရှည်အထားခံတဲ့ကောက်ပဲတိနတ်နေအကြောင်းစာကြည့်ရိုက်မှာတွားလေးလာခဲ့ပါတယ်။အဲ့ဒီချိန်စာကြည့်ရိုက်ထဲကိုမင်းသားတွန်းနဲ့ရှီအောင်တို့ရုတ်တရက်ရောက်လာပြီးစာအုပ်လာရှာကြအကြောင်းရီဝိုင်ရင်ကပုံနေလိုက်ရပါတယ်။ဘာလို့ဆိုရီဝိုင်ရင်ရဲ့ဇက်ကောင်ဟာဝတ္ထုတွေကအတိုင်းဆိုရင်စာပေလေးလာဖို့မပြောနဲ့စာအုပ်ကိုခေါင်းအောင်ခုမအိတ်တာကြောင့်ရီဝိုင်ရင်ကသူ့ပုံမှန်မဟုတ်တာကိုမင်းသားတွန်းရိပ်မိမသွားစေခြင်းလို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းမင်းသားတွန်းကသူ့ပုံနေရဲ့အနောက်တက်ကနေရောက်ချလာကြောင်းရီဝိုင်ရင်တယောက်အတော်လေးလန့်သွားရပါတယ်။နောက်တော့ရီဝိုင်ရင်လည်းတရုတ်မပြောင်းလို့ဝတ္ထုတွေကဇလန်သွားလာတိုင်းသူ့ကိုမင်းသားတွန်းတနာလာအောင်စကားတွေမျိုးမျိုးပြောပြီးမျက်ရည်ချူပြလိုက်ပါတယ်။မင်းသားတွန်းပြန်ကန်ဒီမှာတော့ရီဝိုင်ရင်ဆွဲထားတဲ့ပကြီးကားလေးတစ်ချက်ကိုလက်ဆောင်အနေနဲ့ယူသွားခဲ့ပါတယ်။အဲ့ချိန်ရီဝိုင်ရင်ကမင်းသားတွန်းရဲ့ခါးမှာချိတ်ထားတဲ့နန်းတာအေးလေးတစ်ခုကိုတတိထားမိသွားပါတယ်။ဝတ္ထုတွေကအတိုင်းဆိုရင်အဲ့ဒီနန်းတာအေးလေးကမင်းသားတွန်းကိုရှဲုံအားလက်ဆောင်ပေးတာဖြစ်လို့ရီဝိုင်ရင်လည်းမင်းသားတွန်းနဲ့ရှဲုံအားတို့အဆက်အသွယ်ရှိနေပြီဆိုတော့ရိပ်မိလိုက်ပါတယ်။လုံနဲ့ပဲရီဝိုင်ရင်တယောက်စာကြည့်ရိုက်ထဲမှာကောက်ပဲသီးနဲ့နေအကြောင်းလေးလာရင်းနဲ့ပဲမိုးချုပ်သွားပါတယ်။ဘီရင်ကြီးတို့ရောက်လာချိန်မှာတော့ရီဝိုင်ရင်ကစာကြည့်စပွဲပေါ်မှာအိပ်ပျော်နေပြီဖြစ်ပါတယ်။နောက်နေ့မနက်မှာတော့ရီဝိုင်ရင်တယောက်မယ်တော်ကြီးကိုဂါရောပြူရမယ့်ညီလာခံသွားဖို့နောက်ကျနေပါတယ်။ကျန်တဲ့မိဖုရားနဲ့ကိုလုတ်တော်တွေကတော့ညီလာခံမှာရောက်နေကြပြီဖြစ်လို့ရီဝိုင်ရင်ကိုအချိန်မလေးစားဘူးဆိုပြီးအတင်းတုံနေကြပါတယ်။မတ်ချုပ်ကြီးဝေးရဲ့တမီကျင်ရတော်ဝေးရလဲသူ့ဖေကမွေးနေ့လက်ဆောင်ပေးထားတဲ့ပရံများကိုမိဖုရားတွေကြားမှာကြွားလုံးထုတ်နေပါတယ်။ရီဝိုင်ရင်ရောက်လာချိန်မှာတော့ဘီရင်ကြီးကမျက်နှာသာပေးလို့စီကန်းဖောက်နေရလားဆိုပြီးမိဖုရားတွေအားလုံးဝိုင်းဆူတာကိုခံရပါတယ်။အဲ့ချိန်ရီဝိုင်ရင်ကမျက်နှာလွှဲလိုက်တဲ့အတွက်ကျင်ရတော်ဝေးလဲသူတို့ကိုမလေးမစားလုပ်တယ်ဆိုပြီးပြဿနာထပ်ရှာပါတယ်။ရီဝိုင်ရင်ကိုမိဖုရားတွေဝိုင်းနိုင်ကျင့်နေချိန်မှာတော့ဘီရင်ကြီးရောက်လာတဲ့အတွက်အားလုံးငြိမ်ကြကုန်ပါတယ်။မိဖုရားတွေအကောင်လုံးဘီရင်ကြီးကိုဒူးထောက်ခါစားတဲ့အခါဘီရင်ကြီးကရီဝိုင်ရင်ကိုတော့မတ်တရက်ခွင့်ပေးလိုက်ပြီးနောက်ဆိုသူ့ကိုဘယ်တော့မှဒူးထောက်ခါစားစရာမလိုပါဘူးဆိုပြီးမိဖုရားတွေအားလုံးရှိမှတက်တက်လှုပ်ပြလိုက်ပါတယ်။နောက်ပြီးရီဝိုင်ရင်ကိုရိုင်းဆိုင်နေပြောဆိုခဲ့တဲ့ကိုလုတ်တော်ဟဲနဲ့ကျင်ရတော်ရှူးတို့ကိုလည်းဘီရင်ကြီးကအချင်းချထားလိုက်ပါတယ်။အဲနောက်မှာတော့ဘီရင်ကြီးရဲ့မိတွေမဲတော်ကြီးရောက်လာဖြစ်တဲ့အတွက်မိဖုရားတွေအကောင်လုံးကိုယ့်နေရာကိုပြန်ယူကြပါတယ်။မဲတော်ကြီးဆိုသူကတော့ဇလန်ရဲ့အဓိကဗီလိန်တွေကတယောက်ဖြစ်ပြီးအာနာကိုအရန်ဆွဲလန်းသူဖြစ်ပါတယ်။ဘီရင်ရှာဟိုတန်းကသူ့အမေကိုမနာခံတော့တဲ့အချင်းအစားလို့မဲတော်ကြီးကအင်းရှိဆန်မင်းသားငယ်လေးတစ်ပေါက်ကိုမွေးဖွားစေပြီးအနားမှာရုပ်သေးရုပ်တရုပ်လိုထားခဲ့ပါတယ်။အဲ့ဒီအင်းရှိဆန်မင်းသားငယ်လေးကတော့ဘီရင်ရှာဟိုတန်းရဲ့တာအရင်လည်းဖြစ်ပါတယ်။မဲတော်ကြီးရောက်လာခြင်းမှာပဲမိဖုရားနှစ်ပါးကိုလက်လွတ်စပယ်ထောင်ထဲထည့်ပစ်ခဲ့တဲ့ဘီရင်ကြီးကိုအာနာတွေတိတ်မပြဖို့စူပူချိန်မောင်းပါတယ်။နောက်တော့မဲတော်ကြီးကဘီရင်ကြီးအခုလိုတွေလုပ်နေတာဟာမိဖုရားရီဝိုင်ရင်ရဲ့တိမ်သွင်းမှုတွေလည်းပါတယ်ဆိုပြီးရီဝိုင်ရင်ဘက်ကိုမြောက်လှည့်လာပါတယ်။မဲတော်ကြီးကရီဝိုင်ရင်ဟာညီလာခံကိုဖေယိုဖေရဲဖြစ်စေတဲ့အပြင်ကိုယ့်ထက်ကြီးတဲ့မိဖုရားတွေကိုလည်းမလေးမစားဆက်ဆံခဲ့တဲ့အတွက်အရှင်လက်လက်မြေမြုပ်တတ်ဖို့ပြည်တံချမှတ်လိုက်ပါတယ်။တပ်သားတွေကလည်းမဲတော်ကြီးရဲ့အမိန့်နဲ့ရီဝိုင်ရင်ကိုဖမ်းခေါ်သွားဖို့ရှေ့တိုးလာကြချိန်မှာတော့ဘီရင်ရှာကိုတန်းကထလာပြီးသူ့မိဖုရားကိုထီရဲရင်ထီကြီးလို့ပြောလိုက်ပါတယ်။လုံနဲ့ပဲမိဖုရားရီဝိုင်ရင်အတွက်ကြောင့်မဲတော်ကြီးနဲ့ဘီရင်ရှာကိုတန်းတို့ကြောင့်မှအခြေအနေတွေတင်းမာကုန်ကြပြီးဇလန်းလေးရလည်းဒီနေရာမှာတခန်းရက်သွားခဲ့ပါတယ်။